တသမန်တွေပြန်မြောက်လာတာကြောင့်ခီတန်တက်ချုပ်လဲစော်ကြောင်းကိုအင်အားနဲ့သိမ်းဖို့တက်ပြင်လိုက်ပါတယ်။အဲ့တော့အချိန်မှာကိုရှောဘက်ကအမှတ်ကန်ရောက်လာပြီးစော်ကြောင်းအညံ့ခံကြောင်းလာပြောပြပါတယ်။ဒါပေမဲ့တက်ချုပ်ကတော့အမှတ်ကန်ကိုတယောက်တည်းလာရတဲ့အကြောင်းမေးလိုက်တဲ့အခါအမှတ်ကန်ကလည်းတန်တမန်တွေဟာစော်ကြောင်းခံတက်မှာကိုရှောဘရင်ကိုစောင့်နေတာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့ဒီလောက်နဲ့တက်ချုပ်ကိုလွယ်နဲ့ညာလို့မရတော့သူဒီကိုတယောက်တည်းလာရတာကခေါ်ရမ်းရဲ့လက်အောက်ခံဖြစ်ပြီးမို့တယောက်တည်းလာဖို့ကြောက်စရာမလိုတော့တဲ့အကြောင်းထပ်ပြောပြလိုက်ပါတယ်။အဲ့ဒါနဲ့ခီတန်တက်ချုပ်လည်းတန်ရေးတမန်ရေးကလည်းအရေးပါတာမို့အမတ်ကန်ကိုဘရင်စီကိုတွားခွင့်ပေးလိုက်ပါတယ်။အမတ်ကန်လည်းဘရင်တဲတဲ့ရောက်တဲ့အခါစော်ကြောင်းခံတဲ့အညံ့ခံစာကိုခီတန်ဘရင်ကိုပေးပြီးတော့ဘရင်ကိုစော်ကြောင်းမှာလာပြီးစခန်းလာချဖို့ရှောက်တင်လိုက်ပါတယ်။ခီတန်ဘရင်ကြီးလည်းဒီလိုနဲ့အမတ်ကန်ရဲ့ပရိယေစကအောက်မှာထိန်းချုပ်ခံလိုက်ရတာနဲ့သူ့တက်ချုပ်ကိုတပ်သားတွေကိုအနားယူဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့တက်ချုပ်ကတော့အမတ်ကန်ရဲ့လှဲကွက်တွေသတိထားမိတာနဲ့ဘရင်ကိုအကျိုးအကြောင်းရှောက်တင်ဖို့လောက်တဲ့အခါဘရင်ကြီးကတော့အမတ်ကန်ကိုပဲယုံကြည်နေစေပါခီတန်တက်ချုပ်လည်းဘရင်နဲ့ဆက်ပြောနေရင်အချင်းတွေပိုတင်းမာလာမှာမို့ဘရင်အမိန့်ကိုလက်ခံလိုက်ပါတယ်။အဲဒီနောက်မှာတက်ချုပ်ကတန်တရားဖြစ်နေတော့ကင်းထောက်သမားတွေကိုစော်ကြောင်းကိုထောက်လန်းဖို့အမိန့်ပေးလိုက်ပါတယ်။ဒီလိုနဲ့အကြတဲ့ကားမှာတော့ဂိုရှောတက်မကနေကွဲထွက်သွားတဲ့တက်စုတစုကခီတန်တက်နဲ့ဂိုရှောတက်ကြားမှာလမ်းပြောင်းနေကြပါပြီ။ရှေတိုးဘုကလည်းသူတို့တွားခဲ့တဲ့ခံတက်တွေတစ်ခုပြီးတစ်ခုကြားနေပြီးတော့စော်ကြောင်းကိုတွားရင်လေစော်ကြောင်းခံတက်ကြားနိုင်လို့တက်ပြေးတန်မှုကတော့တွေးဖို့နေပါပြီ။ဒါပေမဲ့သူထက်ရာထူးငယ်တဲ့တန်မိုးရောက်ကတော့စီဂျင်စလက်ပေးနေတဲ့တန်မိုးကြီးကိုဂီယူမဆိုင်ပဲစော်ကြောင်းဘက်ကိုတွားဖို့ပြင်နေတော့တန်မိုးလည်းသူတို့နဲ့လိုက်သွားလိုက်ပါတယ်။တစ်ဖက်မှာတော့ခီတန်တက်ချုံအမိန်နဲ့ကင်းဟောက်တွေကစော်ကြောင်းခံတက်ကိုစုံစမ်းကြပြီးတက်တွေလှုပ်ရှားတာမြင်တော့သတင်းပေးဖို့ပြင်ပါတယ်။ဒီလိုအချိန်မှာပဲရှေးမြောက်တက်ကူရဲ့ရှေးပြေးတက်ကိုရှောစစ်သူကြီးတယောက်ရောက်လာပြီးကင်းဟောက်တွေကိုရှင်းပြလိုက်ပါတယ်။အဲနောက်စစ်သူကြီးကအရှိမြောက်တက်ကူရဲ့ဦးစီးကိုစော်ကြောင်းခံတက်အညာခံလိုက်ပြီးမို့အရင်ဦးဆုံးတွားဖို့ပြောလိုက်ပါတယ်။ခီတန်တက်ပတ်မှာလည်းတက်ချုပ်ကြီးကကိုရှောတွေလှုပ်ရှားမှာကိုသတိကြီးကြီးနဲ့စိုးရင်နေသေးပါအဲ့ဒါကြောင့်လေတန်မိုးတွေကိုထူးဆန်းတာတစ်ခုခုဖြစ်ရင်ချက်ချင်းတိုက်ဖို့မှာတဲ့အခါကင်းတက်သားတယောက်ကကိုရှောတက်တွေလှုပ်ရှားတဲ့အကြောင်းပြောတော့ချက်ချင်းပဲစော်ကြောင်းကိုအလုံးအင်းနဲ့ချီတက်ဖို့အမိန့်ပေးလိုက်ပါတယ်အဲ့နောက်တက်ချုပ်ကြီးကချက်ချင်းပဲကိုရှောအမတ်ဖမ်းဖို့အမတ်ကြီးရှိတဲ့တဲကိုတွားလိုက်ပါတယ်ဒါပေမဲ့အမတ်ခံကတဲထဲမှာရှိမနေပဲထွက်သွားဖို့ပြင်နေပြီးတော့အခွင့်အရေးရတာနဲ့မြင်းကိုဒုံဆိုင်ပြီးထွက်ပြေးလိုက်ပါတယ်ဒီလိုနဲ့အမတ်ခံလည်းနောက်ကနေလိုက်လာတဲ့ခီတန်တွေကိုရှောင်ရင်မြင်းစီလာတဲ့အခါလန်တွဲရောက်တပ်ပြေးကိုရှော်တန်မိုးတွေနဲ့စုံလို့လှော်မြောက်သွားပါတယ်စော်ကြောင်းခံတက်မှာတော့ခံတက်တကားကမဖွင့်သေးပဲခံတက်အပြင်ကအရှိမြောက်တက်ကူတွေလည်းခံတက်ရှိမှပိတ်မိနေပါတယ်တန်မိုးတွေကလည်းစော်ကြောင်းခံတက်ကိုကာကွယ်ရမယ်မင်းအမိတ်ကြောင့်လက်ရှိမှာဘာလို့မှမသိတွေးရခန့်နေချိန်မှာအတွင်းထဲကဖမ်းချုပ်ခံထားရတဲ့တန်မိုးကတော့ထောင်ဆောက်ကိုခံတက်ဂိတ်တကာဖွင့်ဖို့တောင်းဆိုနေပါတယ်စော်ကြောင်းအမတ်တွေကတော့အားလုံးကအညံ့ခံဖို့ပဲဆုံးဖြတ်ထားပြီးသူ့ရဲ့လောက်ရကြောင်းရနိုင်မဲ့ခီတန်ဘရင်စီကစုတွေကြောင်းဆွေးနွေးနေကြပါပြီဒါပေမဲ့ထောင်ဆောင်လဲဖြစ်ဒိတ်ဆောင်လဲဖြစ်တဲ့ဂိမ်းမူးမှာတော့အကြံတစ်ခုရှိနေပါတယ်အဲ့လိုနဲ့ခံတက်အပြင်ကလူတွေလည်းခီတန်တွေလာတဲ့သတင်းကြောင့်ခံတက်အပြင်ကနေတိုက်ဖို့ပြင်တဲ့အခါဂိမ်းမူးကတကားဖွင့်ပေးလိုက်ပါတယ်အဲ့ဒါကြောင့်အပြင်ကတန်မိုးတွေကဝမ်းသာအာရနဲ့ခံတက်ထဲအလုံးရင်းနဲ့ဝင်ပြီးတစ္ဆာဖောက်အမတ်တွေကိုရှင်းပြလိုက်ပါတယ်ခီတန်တက်မှာတော့တက်ချုပ်ကြီးကတက်တွေရှေ့တန်းလွှတ်ထားလိုက်ပြီးဘရင်ကြီးကိုဂိုရှောတန်မတ်ထွက်ပြေးတဲ့ကိစ္စနဲ့ဂိုရှောတက်တွေလှောက်ရှားတဲ့ကိစ္စကိုပြောပြလိုက်ပါတယ်ဒီတစ်ခါမှာတော့ခီတန်ဘရင်ကြီးလည်းသူ့ရဲ့လောက်ရအမှားကြီးကြောင့်ဒေါသထွက်သွားတဲ့အခါစော်ကြောင်းခံတက်ကိုမြေလံပစ်ဖို့အမိန့်ပေးလိုက်ပြီးခီတန်တွေလည်းစစ်ချီလိုက်ကြပါတယ်စော်ကြောင်းခံတက်လည်းလက်ရှိမှာတော့ပုံမှန်အခြေအနေကိုရောက်သွားပြီးခီတန်တွေကိုကြိုးစောင်းနေသလိုအမတ်ကန်လည်းတက်ပြေးတက်မှုတွေကိုစော်ကြောင်းခံတက်အခြေအနေပြောပြလိုက်ပြီးတော့ကန်ကြောင်းကိုလာဖို့ပြောလိုက်ပါတယ်အမတ်ကန်ကတော့နန်းတော်စီသွားပြီးလွှတ်တော်စင်းခေါ်အချိန်ကိုအမိရောက်ခဲ့လို့အားလုံးရဲ့ရှေ့မှာရန်သူကိုရင်ဆိုင်ဖို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့လိုပြောတဲ့အခါမှာပဲအကြီးဆုံးအမှတ်နဲ့ကြံအမှတ်တယောက်ကကျွန်တော်အရင်တိုင်းပဲစစ်မတိုက်ဖို့နဲ့အញ្ញံခံဖို့ပဲတိုက်တွန်းနေပြန်ပါတယ်အဲ့လိုနဲ့အမတ်ကန်ကလည်းကိုရှော့ကလုံးဝအញ្ញံခံမှာမဟုတ်ပဲအမှန်ကြီးကိုလည်းဂါရောပြုတ်ခိုင်းမှာမဟုတ်တဲ့အကြောင်းပြောပြလိုက်ပါတယ်
ဒါကြောင့်ပဲဒီကိစ္စကြီးကဘရင်နဲ့အမှတ်ခံကြားကတိုင်ပင်လောက်ထားတဲ့အကြံဆိုတော့တိလိုက်ကြတော့အမတ်တွေရဲ့အမြင်မှာအမှတ်ခံဟာစူညောင်ခလုတ်တစ်ခုဖြစ်သွားပြီးအမတ်တွေကလည်းအမှတ်ခံကိုအပြစ်တင်လိုက်ကြပါတယ်ရာထူးအကြီးဆုံးအမတ်လည်းသူ့အမြင်နဲ့ဘရင်အမြင်ကမတူတာမို့နှုတ်ထွက်ဖို့ဘရင်စီမှာတောင်းဆိုပြီးနှုတ်ထွက်လိုက်ပါတယ်ဒီလိုနဲ့ဘရင်ကြီးလည်းသူ့ဘက်မှာအမှတ်ခံတယောက်ပဲရှိနေပေးတာကိုနားလဲတော့သူတို့နှစ်ယောက်ပေါင်းကြံထားတဲ့အကြံအောင်မြင်ဖို့ပဲတွေးပြီးအမှတ်ခံရဲ့အကြံတွေကိုပဲယုံကြည်လိုက်ပါတယ်ခိတန်ဘရင်ကြီးနဲ့တက်ချုပ်ကြီးကတော့နေတွင်းချင်းစစ်ချီလိုက်တာကြောင့်ညဘက်မှာစော်ကြောင်ခံတက်နာကိုတက်မကြီးနဲ့ရောက်ချလာပါတယ်ကိုရှောဘက်မှာလည်းခိတန်တက်မကြီးကိုဘလို့ရင်ဆိုင်တိုက်ရမယ်ဆိုတာကိုတိုင်ပင်ရင်စစ်သူကြီးကြီးကျယ်မူကတော့ခံတက်အတွင်းမှာပိတ်မခံရမှာကိုစောင်းနာထက်အပြင်ထွက်ပြီးတိုက်ဖို့အကြံပေးလိုက်ပါတယ်အဲ့ဒါနဲ့စစ်တပ်ကြားရင်အောင်ကြောက်လန့်နေတဲ့ယာယီအစိုးရအရာရှိကတော့တွန်းဆောင်ရင်နောက်ဆုံးခွင့်ပြုလိုက်ပါတယ်ဒီလိုနဲ့စစ်သူကြီးကြီးကျယ်မှုလဲတသားကုန်မရပေမဲ့ရှိတဲ့တက်စုနဲ့ပဲခီတန်နေစီကိုခြိတက်လိုက်ပါတယ်စော်ကြောင်ခံတက်မှာတော့စစ်အခြေအနေဟာဝိုင်းခံရတဲ့အနေအထားကိုရောက်နေပါပြီဒီလိုအချိန်မှာပဲခီတန်တက်မကြီးကိုနောက်ဆုတ်သွားအောင်လုံးနိုင်ခဲ့တဲ့ဟွာကျန်းခံတက်မှုလဲတသားချိုးနဲ့အတူခံတက်အနာတဝိုက်ကိုစစ်ဆေးနေကြပါတယ်ဒီလိုအချိန်မှာတော့ဟွာကျန်းဘက်ကိုတက်ကိုအနေနဲ့လာနေခဲ့တဲ့တပ်ဖွဲ့တွေနဲ့စုံတာနဲ့စစ်ပွဲအခြေအနေအကြောင်းဆွေးနွေးလိုက်ပါတယ်စစ်အခြေအနေအရဟွာကျန်းခံတက်မှုကအပြင်းနဲ့လုံးဝအဆက်အသွယ်ပြတ်နေပြီးအရာရှိခံကခီတန်တောင်ဘက်ကိုခီတန်လာတဲ့အကြောင်းနဲ့တက်ချုပ်ကြီးစစ်ရှုံးတဲ့သတင်းကိုပြောပြလိုက်ပါတယ်အဲ့ဒါနဲ့ဟွာကျန်းတက်မှုလဲရိုးရိုးမရဖြစ်တာနဲ့တက်အခြေအနေထံမေးလိုက်တဲ့အခါခီတန်အနေဟာကိုဂျူကနေခံတက်3ခုကိုဖျက်ဆီးပြီးစော်ကြောင်ခံတက်စီကိုရောက်လာတဲ့အကြောင်းပြောပြလိုက်ပါတယ်ဒီလိုနဲ့ကြာရှုံးတဲ့ခံတက်အကြောင်းထံမေးလိုက်ပြီးကိုဂျိုခံတက်မှာကိုရှောစစ်သား9000အဖမ်းခံထားရတဲ့အကြောင်းဆက်ပြောပြလိုက်ပါတယ်စော်ကြောင်ခံတက်ကြီးကတော့ခီတန်တွေတိုက်ပြီးရန်အနေငယ်အတွင်းမှာပဲအောင်ပွဲတွေတစ်ခုပြီးတစ်ခုရလာခဲ့ပါတယ်စော်ကြောင်စစ်ပွဲကတော့စစ်သားတွေပဲတိုက်တာမဟုတ်ပဲစစ်သားဖုံးကြီးတွေကပါအားဖြည့်တာကြောင့်ခီတန်တက်မကြီးလည်းအဝေးကိုစုပ်သွားခဲ့ပါတယ်ဟွာကျန်းခံတက်မှာတညာလုံးဆွေးနွေးပြီးတဲ့နောက်ဟွာကျန်းခံတက်မှုဟာကိုကူခံတက်ကိုပြန်သိမ်းဖို့လောက်တက်မှုကိုတက်ပြင်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့တက်မှုကတော့ခီလန်တက်မကြီးကိုရင်ဆိုင်တော့ကတသားတော်လောက်ဆုံးရှုံထားတာမို့တသားတွေကိုအသက်မသေးစေခြင်းကြောင့်ရှင်းပြလိုက်ပါတယ်။အဲ့ဒါနဲ့ဟွာကျန်းတက်မှုလည်းဒီကိစ္စဆက်ဆွေးနွေးဖို့ကလည်းသူ့တက်မှုကိုတက်လိုက်မှရှေ့တန်းထွက်တိုင်းလိုကရမှာမို့တက်မှုကိုပဲခံတက်ကိုကာကွယ်မှုတာဝန်ပေးလိုက်ပါတယ်။အဲ့တော့ဟွာကျန်းတက်မှုကတော့ကိုဂျူခံတက်ကိုသူကိုယ်တိုင်သွားတိုက်ပဲလို့ဆုံးဖြတ်လိုက်ပြီးတပ်သားချို့နဲ့ကိုဂျူခံတက်စီကိုခြိတက်လိုက်ကြပါတယ်အဲ့လိုနဲ့တပ်သားတွေဟာလည်းစစ်မြေပြင်မှာတိုက်ကြရင်အမတ်တွေလည်းအလုံးရှုံးနေတဲ့အခါဘရင်ကြီးကနှုတ်ထွက်သွားတဲ့အမတ်တွေကိုနန်းတော်ထဲပြန်မှုထမ်းဖို့ကိုယ်တိုင်သွားတောင်းဆိုနေပါပြီစော်ကြောင်နာမှာတက်ဆွဲထားတဲ့ဘီရင်ကြီးကတော့ဖုန်ကြီးချောင်းတစ်ခုမှာတရားထိုင်နေပြီးတရားစာဖတ်နေတဲ့ဖုန်ကြီးရဲ့တရားစာအန်နေတာကိုနားထောင်နေပါတယ်အဲ့လိုနဲ့တရားစာအန်နားထောင်တော့အတန်တိတ်သွားတော့ဖုန်ကြီးကချက်ချင်းဆိုသလိုဓာတ်နဲ့သူ့ကိုလောက်ကြံဖို့ပြင်ပါတယ်ခီတန်ဘီရင်ကြီးကလည်းအတန်တိတ်သွားကြတဲ့ကတန်တရားဝင်လာမို့ဖုန်ကြီးရဲ့ဓာတ်ကိုဖမ်းလိုက်ပြီးလဲပင်းညစ်တက်လိုက်ပါတယ်အဲ့နောက်သူ့တပ်သားတွေဟာစော်ကြောင်ကိုမသိမ်းနိုင်သေးတာကိုစိတ်မရှိတာနဲ့ကိုရှော့တပ်သားတွေကိုရှင်းပြဖို့အမိန့်ပေးလိုက်ပါတယ်ဒီလိုနဲ့အမြန်ရှင်းပြရမယ့်အမိန့်ကြောင့်ခီတန်တွေလည်းတပ်ပြောင်းလဲလောက်တဲ့အခါခီတန်တွေကိုလည်းရှင်းနေတဲ့ကိုရှော့စစ်သူကြီးကြီးကျယ်မွန်တယောက်သူ့ကိုစောင့်နေတဲ့ခီတန်တွေရဲ့မြားမို့ကြောင့်အဆုံးသတ်သွားခဲ့ပါတယ်စစ်သူကြီးကြီးကျယ်မွန်ဆုံးသွားပြီးတဲ့နောက်မှာစော်ကြောင်ခံတက်ကတတိယအရှိဆုံးစစ်သူကြီးဆုံးရှုံးသွားတာမို့ယာယီအစိုးရအရာရှိလဲစစ်သူကြီးရဲ့လူတွေကိုတွားကဲဖို့ကိစ္စကိုကန့်ကွက်လိုက်ပါတယ်တစ်ဆက်တည်းတိုက်စစ်ကနေခန့်စစ်ကိုပြောင်းလိုက်ပြီးခံတက်အတွင်းကနေပဲခီတန်တွေကိုစောက်ဖို့တန်မှုတွေကိုအမိတ်ပေးလိုက်ပါတယ်ဟွာချက်တန်မှုကတော့ခံတက်ကနေထွက်သွားပြီးတဲ့နောက်အနာဂတ်ခံတက်စီကိုတွားပြီးစစ်ကိုတောင်းနေပါတယ်ဒါပေမဲ့အနာဂတ်ခံတက်ကလည်းတပ်သား1000ကျော်ပဲပေးနိုင်တာမို့ခီတန်တပ်သား6000ကိုတိုက်ဖို့ဘလို့မှမဖြစ်နိုင်တဲ့အနေအထားကိုရောက်ရှိသွားပါတယ်အဲ့လိုနဲ့ဟွာချက်တက်မှုလည်းအကူအညီများဖြစ်တာနဲ့အခြားခံတက်ကိုတွားတဲ့အခါသူအကူအညီတောင်းခဲ့တဲ့ခံတက်တက်မှုကလည်းဟွာချက်ကိုအကူအညီချင်တာမို့အထက်အရာရှိကိုခွင့်တောင်းလိုက်ပါတယ်အဲ့ဒါနဲ့အရာရှိကလည်းခွင့်ပြုလိုက်တာနဲ့တန်မှုကတော့အပြေးလွှာဟွာကျန်းတက်မှုစီကိုတွားလိုက်ပါတယ်စော်ကြောင်တက်မှာတော့တိုက်စစ်ကနေခန့်စစ်အနေထားနဲ့ရန်သူတွေကိုစောင့်ဆိုင်နေပါတယ်စော်ကြောင်ခန့်တဲ့ကိုဦးစီးတဲ့ယာယီအစိုးရအရာရှိကတော့စစ်တမ်းကြားတာနဲ့ထွက်ပြေးခြင်းစိတ်ပဲရှိနေတော့အနာဂတ်စစ်သူကြီးကိုပါထုတ်ဖို့ခီတန်ဘီရင်ကြီးကအနာဂတ်ဖုန်ကြီးကျောင်းမှာရှိနေတဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့လိုနဲ့ဆက်ပြီးတော့ခီတန်ဘီရင်ကြီးကိုဖုန်ကြီးကျောင်းမှာတွားရှင်းလိုက်ရင်ကိစ္စအားလုံးအဆုံးသတ်သွားမယ်ဆိုပြီးစစ်သူကြီးကိုအရှိတကားကနေဝင်ခိုင်းပြီးသူကတော့အနောက်တကားကနေဝင်တိုက်မဲ့အကြောင်းပြောပြလိုက်ပါတယ်
စစ်သူကြီးကလည်းအထက်အရာရှိစကားမို့လုံးဝယုံကြည်လိုက်ပြီးအရှိတကားဘက်ကနေစစ်ချီထွက်လိုက်ပါတယ်ဒါပေမဲ့ယာယီအစိုးရအရာရှိကတော့ဒါကိုအခွင့်ကောင်းယူပြီးအနောက်တကားကနေထွက်တိုက်မလို့နဲ့လမ်းမဟုတ်တဲ့တောထဲကိုထွက်ပြေးလိုက်ပါတယ်ဒီလိုနဲ့နောက်တစ်နေ့မှာတော့စော်ကြောင်ခံတပ်မှုထွက်ပြေးတဲ့တဲ့ရင်နဲ့စစ်သူကြီးအဖမ်းခံရတဲ့တဲ့ရင်နန်းတော်တဲကိုရောက်လာပြီးဘရင်နဲ့အမတ်တွေလည်းလုံးဝကိုစိတ်သက်ကြသွားခဲ့ပါတယ်